2026 ခုနှစ် World Gacha Dance Festival ပြန်ပွဲမှာမြန်မာနိုင်ငံကိုစားပြု Azalea Star အကအဖွဲ့ကမင်္ဂလာပါနာမည်နဲ့အကဖြိုဖြေမှုနဲ့အတူနိုင်ငံပေါင်းစုံကိုကြော်ဖြတ်ပြီးတော့ Grand Prize ဆုကြီးကိုစုခူရရှိသွားခဲ့ပါတယ်။ရွှေမြန်မာတို့အတွက်ဂုဏ်ယူစရာယဉ်ကျေးမှုတွေကိုခင်မီကားကွက်တွေတုံးပြီးဖြိုဖြေသွားခဲ့တာဖြစ်ပြီးတော့ကြီးရှုတဲ့သူတိုင်းရင်တလှက်လှက်နဲ့အာမှန်တက်ကြွခံစားရစေမဲ့ဖြိုဖြေမှုမို့အထူးဆုနဲ့ထိုက်တန်ခဲ့ပါတယ်။2026ခုနှစ်ဇူလိုင်လ10ရက်နေ့ကတောင်ကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့နိုင်ငံတကာအကပြိုင်ပွဲမှာမင်္ဂလာပါဆိုတဲ့နာမည်နဲ့ Azalea Star အဖွဲ့ကပါဝင်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပြီးအခုလိုဆုကြီးရရှိခဲ့တာပါသူတို့ရဲ့တက်ကြွစွာကားပြဖြောဖြေဟန်ကတကယ်ကိုရတမြောက်စေပြီးမြမမှုမြမဟန်ကိုပကံခစ်ခနေစလို့ယနေ့ခေတ်အကဟန်ထိချိတ်ဆက်ကားပြခဲ့တာမို့ကြီးရှုဂုံယူတဲ့လူငယ်တွေရဲ့ဖန်တီးမှုလက်ရာဖြစ်ပါတယ်မြမရိုးရာအကအလှတွေနဲ့နိုင်ငံတကာထိထိုးပေါက်နိုင်တဲ့လူငယ်တွေရဲ့စူးစမ်းမှုဟာအထူးစုကြီးရရှိတဲ့အထိဂုံယူစရာဖြစ်ပြီးတော့မြမအများစုကတော့ဝလုံးကောင်းတဲ့လတာနေကြစေဖြစ်နေကြတော့ပါပြည်တွင်းမှာနာမည်ကြီးပြီးငွေရှာတဲ့အဆင့်လောက်နဲ့မြမကုံမြမယဉ်ကျေးမှုကိုအဆင့်မြင့်တင်ပေးနိုင်မှာမဟုတ်သလိုကိုယ်နိုင်ငံယဉ်ကျေးမှုအကအလှကိုနိုင်ငံတကာအဆင့်ထိထိုးဖောက်နိုင်တာကသာဂုံယူစရာဖြစ်ပါတယ်ရေမောင်းလိုင်စဉ်ခတ်ခွေကညင်နာကြီးငအမျိုးအစားတွေကိုအပြင်မှာလူကိုယ်တိုင်လာစရာမလိုတော့ပဲအွန်လိုင်းစနစ်နဲ့တက်တန်းတိုးလို့ရနိုင်ပြီလို့ကုန်းလန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်နေပြီးတော့ရန်ကုန်မြို့နဲ့မန္တလေးမြို့ကခရိုင်ရုံးတွေမှာရင်ပေါင်းလိုက်စဉ်တက်တန်းမကုံဆုံးမီရက်ပေါင်း90အတွင်းခခွေကညင်နာကြီးငလိုက်စဉ်တွေကိုအွန်လိုင်းစနစ်နဲ့ကြိုတင်တက်တန်းတိုးနိုင်ပါပြီအွန်လိုင်းကနေတက်တန်းတိုးရမှာမြမအာမခံလုပ်ငန်းမှာသူတစ်ပါးထိခိုက်မှုအာမခံကြေးပေးဆောင်ပြီးဖြစ်တဲ့လိုင်စင်များကိုသာလျှောက်ထားနိုင်ပြီဖြစ်တာမို့ကြိုတင်ပြုလုပ်ရမှာပါရင်မောင်းလိုက်စဉ်တက်တန်းမကုံဆုံးမီရက်ပေါင်း90အတွင်းအွန်လိုင်းစနစ်နဲ့ကြိုတင်တက်တန်းတိုးဆောင်ရွက်ခွင့်ရှိပြီးတက်တန်းကုန်နေတဲ့လိုင်စင်တွေကိုတော့တိုးလို့ရမှာမဟုတ်ဘူးလို့ဆိုပါတယ်။အွန်လိုင်းကနေရင်မောင်းလိုက်စဉ်တက်တန်းတိုးပြီးရင်အစိုးရရုံးဖွင့်ရက်3ရက်ပြည့်ပြီးတဲ့နောက်မှာတက်ဆိုင်ရာရုံးကိုတွားပြီးလိုင်စင်ကတ်အဟောင်းနဲ့ငွေသွင်းချလန်တို့ပြပြီးကတ်အစ်စ်ကိုထုတ်ယူနိုင်ပါတယ်။ဘဏ်စနစ်နဲ့ငွေသွင်းတာတက်တန်းတိုးပြီးရက်ပေါင်း30အတွင်းမထုတ်ယူရင်ပျက်စီးစည်ရင်သွင်းမှာပါရန်ကုန်ကနေပြည်မြို့အထိကို DEMU မီးရထားနဲ့မြန်နှုံးမြင့်ပြေးဆွဲတော့မှာဖြစ်ပြီးဘယ်တော့စတင်မယ်မသိရသေးပေမဲ့ရထားလမ်းတစ်လျှောက်ပိတ်သိမ်းရှင်းလင်းတာတွေကိုစတင်လှုပ်ဆောင်နေပြီလို့ဆိုပါတယ်ရန်ကုန်ပြည်လမ်းပိုင်းကိုမြန်နှုံးမြင့်ရထားတွေပြေးဆွဲနိုင်ဖို့အတွက်တရားမဝင်လမ်းကူးတွေရထားနယ်မြေအတွင်းကျူးကျော်နေထိုင်မှုတွေဟာအန္တရာယ်ရှိတာကြောင့်ပိတ်သိမ်းရှင်းလင်းသွားမယ်လို့ဆိုပါတယ်ဆိုတော့စစ်အုပ်စုဟာ DEMU မီးရထားတွေကိုရန်ကုန်နေပြီးတော့ရန်ကုန်မန္တလေးရန်ကုန်မော်လမြိုင်ခီးစဉ်တွေကိုပြေးဆွဲခဲ့ပြီးတဲ့နောက်မှာအခုလိုရန်ကုန်ပြည်ခီးစဉ်တစ်ကိုပြေးဆွဲဖို့အတွက်လုပ်နေတာပါDEMU မီးရထားတစ်တွေမြန်နှုံးမြင့်ပြေးဆွဲနိုင်ဖို့နဲ့ရထားကြန့်ခိုင်ရေးအတွက်ရထားလမ်းတွေအဆင့်မြင့်တင်ရမှာဖြစ်ပေမဲ့စစ်အုပ်စုဟာမမြင့်တင်ပဲအဆင်ပြေသလိုပြေးဆွဲနေမှုတွေကအန္တရာယ်များပြီးရထားတွေပျက်စီးနိုင်ပါတယ်ရန်ကုန်မန္တလေးမီးရထားလမ်းအဆင့်မြင့်တင်ရေးစီမံကိန်းကိုအယက်သားအစိုးရခေတ်မှာဂျိုက်ကာအကူအညီနဲ့စတင်ခဲ့ပြီးတောင်ငူအထိသာပြီးစီးခဲ့ပြီးတော့ကျန်တာကအာဏာသိမ်းမှုကြောင့်ရပ်ဆိုင်းသွားခဲ့ရပါတယ်ရထားလမ်းတွေအဆင့်မြင့်တင်ထားရင်တနာရီ100ကီလိုမီတာအထိမောင်းလို့ရပြီးတော့အဆင့်မမြင့်တင်ထားရင်ရထားသွဲတွေဟာရေရှည်မခံမှာစိုးရိမ်ရပေမဲ့ပြေးဆွဲနေကြပြီဖြစ်ပါတယ်မြန်မာနိုင်ငံမှာမိသားစုတစုရဲ့တလတာစားစရိတ်အသုံးစရိတ်ကုန်ကျငွေတွေဟာပြန်မျှကျပ်10သိန်းဝန်းကျင်ရှိနေပါတယ်2026ခုနှစ်မေလမှာအိမ်ထောင်ရှင်အမျိုးသမီးတွေတွက်ချက်ဖော်ပြလာတဲ့စာရင်းတွေအရမိသားစုတွေကုန်ကျငွေဟာအနည်းဆုံးကျပ်9,9500ဖြစ်ပါတယ်ကျေးလက်ဒေတာတွေနဲ့မြို့စင်ချေဖုံးဒေတာတွေမှာဆိုရင်အနည်းဆုံးကျပ်9သိန်းကနေ9သိန်းကျပ်အထိရှိပြီးဒါဟာစားတောက်စရိတ်အတွက်ကုန်ကျတာဖြစ်ပါတယ်ရန်ကုန်မြို့ပေါ်နေအိမ်ထောင်ရှင်အမျိုးသမီးတဦးရဲ့စင်းအရဆိုမိသားစု၄ဦးရဲ့ကုန်ကျငွေဟာကျပ်15သိန်း23,500အထိရှိနေပြီးတော့လာစဉ်စားတောက်ကုန်ကျငွေကကျပ်9သိန်း38,000အထိရှိနေတာပါရေဖို့မီးဖို့အင်တာနက်ဖို့တကိုရေသုံးပစ္စည်းဖို့တွေကလေးကျူရှင်ဖို့ကြောင်းသွားရင်ပေးရတဲ့မုတ်ဖိုးတွေပါတွက်လိုက်ရင်15သိန်းအထက်ရှိနေပြီးတာရေးနာရေးအဝတ်အစားဖနက်ဖိုးတွေမပါဝင်သေးပါဘူး
နောက်ထပ်အိမ်ထောင်ရှင်အမျိုးသမီးကတော့တလားကိုကုန်ကြငွေကျပ်9,900,1,500ဖြစ်ပြီးစားတောက်ဖို့အတွက်ကုန်ကြငွေကတော့ကျပ်6,4,5,500အထိရှိနေတယ်လို့စာရင်းမှာဖော်ပြထားပါတယ်။နောက်ထပ်အိမ်ထောင်ရှင်မတဦးကတော့တလားကုန်ကြငွေကကျပ်12,9,500အထိရှိနေပြီးစားတောက်ဖို့အတွက်ကုန်ငွေကျပ်9,3,500အထိရှိနေပြီးတော့အိမ်ငှားခကကျပ်3သိန်းပါ။ကလေးမူကြိုပို့တာကကျပ်3,200,000စိုက်ကယ်စီခကကျပ်6,000ရှိနေပြီးလာစာကလည်း2ယောက်ပေါင်းမှကျပ်9,500,000ပဲရလို့ကျပ်9,4,500,000လိုငွေပြနေပါတယ်။ဒါအပြင်မြို့စွန်ဒေသကမိသားစုတွေဆိုတလကုန်ကြငွေကကျပ်9သိန်းအထိရှိနေပြီးစားတောက်ကုန်ကြငွေတွေကကျပ်9သိန်းအထိရှိနေတာမို့အစမတန်ပိုများလာပါတယ်။အရက်သားအစိုးရခေတ်မှာပေါ်ဆန်းမွေစံတအိတ်မှာကျပ်9,000ရှိရာကနေအခုကာလမှာစံတအိတ်ကျပ်3သိန်းခွဲအထိရှိနေပြီးမိဖို့ချောင်သုံးပစ္စည်းဝယ်ဈေးကလည်းသိန်းချီဈေးသက်လာပါတယ်။အရင်တုန်းကမိသားစု9ဦးရှိတဲ့အိမ်ဟာကျပ်3သိန်းလောက်ကုန်ကြရင်မိသားစုစားလို့လောက်ပေမဲ့လက်ရှိခေတ်မှာတော့မိသားစုတွေရဲ့အထွေထွေကုန်ကြစရိတ်ကမြင့်တက်လာတာပါ။ကုန်စည်နှုန်းတွေအစမတန်မြင့်တက်လာပေမဲ့လာစာဝင်ငွေနှုန်းထားကတိုးတက်လာခြင်းမရှိတာကြောင့်ပြည်သူတွေပိုကျက်သေးခက်ခဲလာနေပြီးဆင်းရဲမှုပိုမြင့်လာနေပါတယ်။အရက်သားအစိုးရခေတ်မှာလာစာဝင်ငွေကျပ်3သိန်းရှိရင်မိသားစုစားလောက်နေပေမဲ့လက်ရှိကာလမှာတော့လာစာကမတက်ကုန်စည်နှုန်းကတက်လို့ဒုက္ခရောက်နေကြရတာပါ။